Northern Musical Instrument Showroom ကနေကြိုးစားပါတယ်ကျွန်တော်ဒီနေ့တော့ဈေးရောင်းလဲပါတာနဲ့ဒီမှာရှိတဲ့เนาะ effect စင်လေးကိုကျွန်တော်တစ်ချက်နည်းနည်းပါးပါးလေးရှင်းပြချင်လို့ပါဒီကောင်းလေးဆိုရင်ဗျာ FV50 volume ပတ်တဲ့ FV50 ရှိတယ်900ရှိတယ်ဒီကောင်းတွေက H တွေပါနော် FV50H 900H ဒါ H ကပါလဲဆို high impedance နော် high impedance ဆိုကျွန်တော်ဂီတာတွေမှာသုံးဖို့အတွက်ပြီးတန်းထုတ်ပါတယ်အကယ်၍ keyboard တွေပါရင်မှာလည်းသုံးလို့ရတယ်ဒါပေမဲ့ keyboard တွေပါရင်မှာအတွက်ထုတ်တာဆိုတော့ FV50L 900L ပေါ့နော်အဲ့လိုသုံးထားတယ်low impedance ဒီကောင်တွေကဂီတာအတွက်သုံးထားတဲ့ကောင်เนาะကျွန်တော် loop station တွေရှိတယ်loop station မှာ202ရှိမယ်505ရှိမယ်ဒါတွေဆိုရင်ဟိုဂီတာအတွက်သုံးလို့ရလို့အစုံသုံးလို့ရအောင်เนาะတချို့ကြောက်လဲ beatbox သမားတွေပါမှာသုံးတာတွေ့ပါတယ်နောက်ပြီးလို့ရှိရင်ကျွန်တော်မှာ digital effect လေးတွေလည်းနည်းနည်းပါးပါးရှိမယ်ဒီကောင်ကတော့ဂီတာသမားတွေအတွက်ပေါ့နော် VR80 လေးရတယ်မှာတခါတည်းဆက်လေးနဲ့ပဲတခါတည်းအထဲမှာ effect တွေလည်းပါမယ်တခါတည်းဂီတာ recording သွင်းထားပြီးတော့တခါတည်းပိုင်တန်းထုတ်လို့ရပါတော့ wave mp3 အဲ့လိုတန်းထုတ်လို့ရတယ်ဒါဆိုရင် switch boss အတုံးနေနဲ့လည်းသုံးလို့ရပါတော့ ms3 madi effect switch ပါတော့ madi effect ဆိုဒီထဲမှာ effect တွေပါထားပြီးသားပါနောက်ပြီး switch ကဒီမှာ line တွေအများကြီးကြပါတယ်ဒါလေးရှိမယ်ဗျ vocal သမားတွေတော့ကတော့ free ပါဒီမှာ vocal performer V22 ဒါဆိုလဲအဆိုတော်တွေအများစုဝယ်သုံးကြပါတယ် guitar wireless system ပေါ့နော်သူဆိုရင် guitar မှာတခုကျွန်တော် mixer သို့မဟုတ် amp မှာတက်ပြီးတော့ဒါဆို wireless သုံးလို့ရတယ်ပင်90လောက်တာလေးရတယ်တခါအားသွင်းထားပြီး10နာရီလောက်ဒါလေးစက်တိုက်သုံးလို့ရတယ်ဒီမှာဆိုရင် single effect လေးမျိုးတော့ရှိမယ်ဒါလေးကတော့ကျွန်တော်တို့true ကြကြလေးပေါ့နော်240ပြည့်ထိမ့်မှထုတ်ထားတဲ့ pedal လေးပါဒါဆိုဒါတွဲရလေကျွန်တော်ဒါ sharp bar လေးပေါ့နော် limited edition နဲ့ထုတ်ထားတာ240ပြည့်အခုဆို240ပြည့်ဆို45နှစ်တော့ရှိGT100 ပေါ့နော် GT100 ကိုနောက်ဆုံး let's stop ပေါ့နော်ဈေးတန်တန်လေးနဲ့ရပါမယ် ME90 တစ်ထွက်တာပေါ့နော် ME90 multi effect တွေရှိမယ် bass မှာလည်း GT1B ရှိမယ် ME90 bass ပြီးရန်ထုတ်တာရှိမယ် multi effect နဲ့ဒီ single နဲ့ဘာကွာလဲဆို single ကတော့ပို့ပြီးတော့သဘာဝပို့ဆန်တယ်ပေါ့နော်ဟိုဟာ digital ပို့ဆန်ပဲဒါပေမဲ့ဒီကောင်တွေကြတော့ဈေးလည်းပိုကြီးတယ်တုံးတုံးပေါ့ဗျာအနည်းဆုံး5-5သိန်းလောက်ရှိတယ်နော်ဈေးကအဲ့တော့စုံအောင်စုပဲအတန်လှအောင်ဝယ်သုံးမယ်ဆိုရင်သူက5ခုလောက်စုံမှပဲကောင်းကောင်းလေးပြီးလို့အဆင်ပြေပါတော့နော်ဒီ multi effect တွေရဲ့အားသာချက်ကတော့သူကဒီထဲမှာအကုန် effect တွေအကုန်ထဲမှာအများကြီးပါထားပြီးသားယာကနေပါထားပြီးသားเนาะ effect တွေစိတ်ကြိုက်ကိုလိုချိန်ပြီးသုံးလို့ရတယ်ကောင်းနေကြတော့တကယ်ကို professional အတန်ထွက်ကိုလိုချင်တော့ single တော့သုံးပါကျွန်တော်ဒီနေ့ဒီလောက်ပါပဲအဲ့ဒါ